AI ပေးတဲ့အဖြေကမကောင်းညံ့တယ်ဆိုပြီးကျွန်တော်အဲ့လိုခံစားဘူးလားကျွန်တော်လည်းခံစားဘူးတယ်အဲ့လိုဖြစ်နေပြီဆိုရင်ဒီ AI ညံ့တာမဟုတ်ဘူးကျွန်တော်တို့စဉ်းစားတာညံ့လို့ဖြစ်ပါတယ်ဘာကြီးလဲပေါ့အဲ့လိုတွေးလိမ့်မယ်ပေါ့နော် AI ကိုဆေးဟာချက်ချက်သုံးဖို့အတွက် ကျွန်တော်စဉ်းစားကြအောင်ပေါ့နော်ဒီနေ့ framework လေးတစ်ခုကျွန်တော်ပြပြချင်တယ်အဲ့ဒါတော့ဗာလဲဆို 4T's ပေါ့နော် T's လေးလုံး၄ခုပေါ့နော် 4T's ပေါ့ 1T ကဘာလဲလို့ပြော thinkကျွန်တော်တို့ကအရန်ပြင်းတယ်ဗျာလူတွေကအားလုံးပြင်းတယ်ပြောရင်စဉ်းစားတဲ့အလုပ်ကိုဖြစ်နိုင် AI ကိုပေးချင်တာပေါ့နော်အင်ကဒါလေးလုပ်ပေးဟိုလေးလုပ်ပေးဆိုအဲ့ဟာလုံးဝမားပါတယ်ဘာလို့ဆို AI ကို outsource လုပ်လို့မရအောင် thinking ကဘာနဲ့တူလဲဆိုရင်အမိုက်တွေးရင်အမိုက်ပဲထွက်မှာအဲ့တော့ AI ကိုအမိုက်ပေးလိုက်ရင်သူလည်းပေးလိုက်ရင်ကျွန်တော်တို့အမိုက်ပဲပေးမှာအန်ဒီရဲ့အများဆုံးကဘာဖြစ်လဲဆိုရင် AI ကိုစဉ်းစားခိုင်းတာပဲ AI ကစဉ်းစားခိုင်းရမှာကျွန်တော်တို့လူကအရင်စဉ်းစားရမှာလူကစဉ်းစားတဲ့အလုပ်ကိုလုပ်အောင်ဘာကိုပြောချင်တာလဲလို့ပြောရရင်ချက်ဖွင့်လိုက်ပြီဆိုကြတဲ့ကဘာလဲလို့အရင်စမယ်ငါဘာပြဿနာဖြေရှင်းချင်တာဘဒုအတွက်လဲဘာကိုရချင်တာလဲဘာကိုမရချင်ဘူးလဲဒါအခြေခံပဲဒါဒီကျွန်တော်တို့ကဘာဖြစ်လဲဆိုဒီအခြေခံ thinking framework မှာမရှိဘူးကိုမေးချင်တဲ့မေးခွန်းကိုစဉ်းစားထားတဲ့ဟာတစ်ခုလေးပဲကျွန်တော် marketing လုပ်ပေးပါလို့ပြောရင်ကွမ်းပါပဲကိုလိုချင်တဲ့ marketing ကဘာဖြစ်တယ်ဆိုတာကိုခုနပြောတဲ့ပြဿနာဘဒုအတွက်ဘာလိုချင်တာဘာမလိုချင်ဘူးလားဆိုတာဒါတော့မှမစဉ်းစားနိုင်ဘူးဆိုရင်ကျွန်တော်တို့ AI ကအရန်ကောင်းတဲ့ AI ဖြစ်လာမှာမဟုတ်ဘူး AI မကောင်းတာညံ့တာမဟုတ်ပါဘူးအုံနောက်ကပိန်းနေတာဖြစ်ပါတယ်အဲ့တော့ကိုက1ပဲရှိရင် AI က10ဖြစ်ရင်တော့မှ1နဲ့10မြောက်လိုက်တာနဲ့ကျွန်တော်တို့ဘာပဲရမှာ10ပဲရမှာကိုက10ရှိရ AI ကလည်း10ဆိုရင်တော့100ဖြစ်မှာဖြစ်ပါတယ်အဲကြောင့်မို့လို့ကိုညံရှိတဲ့လောက်ပဲသူကရှိမှာဖြစ်ပါတယ်အဲ့တော့ဒါနံပါတ်1 thinking ပေါ့နော်ဒုတိယကျွန်တော်စဉ်းစားရမယ့်ဟာဘာလဲဆိုအရန်အရေးကြီးဆုံးတော့ပြောလို့ရတယ် taste လို့ခေါ်တဲ့ခံစားမှုဆုံးဖြတ်မှုဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ရှမ်းပြည်သွားတယ်ပေါ့နော်ကျွန်တော်တို့တိုဖူနွေးစားတယ်တိုဖူနွေးတစ်ခါမှမစားဘူးအရန်ကောင်းတဲ့5 star တိုဖူနွေးမစားဘူးပဲနဲ့ဒီပိုဖူနွေးကကောင်းလိုက်တာလို့ပြောလို့နဲ့တူတူပဲကျွန်တော်တို့ဓာတ်ပုံ10ပုံထုတ်ပေးလိုက်တယ်ကွာစာ10ပုံထုတ်ပေးလိုက်တယ်ကျွန်တော်တို့ကအဲ့ထဲကအကောင်းဆုံးတစ်ခုပဲရွေးလို့ရတာဒါကျွန်တော်တို့လူသားတွေရဲ့ AI လုံးဝစားထိုးလို့မရတဲ့ရွေးချယ်မှုပဲမဟုတ်လားအဲ့တော့ရွေးချယ်တယ်ဆိုတာဘာနဲ့ရွေးချယ်တာကျန်တဲ့9ခုကိုဖယ်လိုက်ပြီဆိုကြတဲ့ဒီတစ်ခုဒီအကောင်းဆုံးဆိုတာဘာနဲ့ဆုံးဖြတ်မှာလဲကျွန်တော်တို့ရဲ့အတွေ့အကြုံကျွန်တော်ရဲ့ဖြတ်တန်းမှုကျွန်တော်ရဲ့စံနှုန်းကျွန်တော်ရဲ့အလေးထားမှုတွေကိုသူကထင်ဟပ်စေတာပေါ့နော်ဥပမာ masterpiece တစ်ခုဖြစ်တဲ့ပကြီကားတစ်ခုပေါ့ Starry Night ဆိုတဲ့ပကြီကားပေါ့နော်အဲ့ဒါ Van Gogh ကဆွဲခဲ့တယ်အဲ့တော့ Van Gogh ကဒီပကြီဆွဲတဲ့အချိန်မှာ तू စိတ်ညစ်ပြီးဆွဲထားတာလား तू တွေ့ဝေပြီးဆွဲထားတာလား तू တက်ကြွပြီးဆွဲထားတာလား तू နာကျင်ပြီးဆွဲထားတာကျွန်တော်မသိအဲ့လိုမျိုးစိတ်ခံစားချက်တွေပါမှပါလင်ဒါဒီကျွန်တော်တို့ကပျောင်မြောက်လာတဲ့မော်ဝင်တဲ့ကျွန်တော်တို့ဖန်တီးမှုတစ်ခုဖြစ်လာမှာမဟုတ်လားအဲကြောင့် taste ဆိုတာကျွန်တော်ကဘလို့မှအစားထိုးလို့မရပါဘူး taste မရှိတဲ့ဖန်တီးမှုကလက်ကားပါပဲအမိုက်တစ်ခုပဲအဲကြောင့်မလို့ဘလောက်ပဲ AI ဖန်တီးဒီလူကရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့ taste ကောင်းဘယ်လိုလုပ်မလဲအရန်ရေးကြီးသွားတယ် taste ကဘယ်လိုလဲ taste ဆိုတာကဖြတ်တန်းမှုပေါ်မှာမူတည်တယ်စာဘလောက်ဖတ်ဘူးလဲတကယ်ထိတ်ဒီကဘာအဆင့်မီတဲ့ဟာတွေကိုကဖတ်ဘူးလားတွေ့ဘူးလားကြုံဘူးလားပေါ်မှာမူတည်နောက်တစ်ခုကတော့ဗာလဲဆိုရင်ကိုအာမနာရှာမကြိုးပိုးစိုးပတ်ဆက်ဝေဖန်နိုင်မှုလိုတယ်တာမန်တွေကိုလက်မခံပဲနဲ့ပိုကောင်းအောင်ဘာလုပ်လို့ရတယ်ဆိုရဲစိတ်နဲ့ကြည့်မှသာလျှင်ခုနပြောတဲ့ taste ဆိုတာရလာမှာအဲ့တော့ကျွန်တော်တို့အရေးကြီးဆုံးပြောမယ်ဆိုရင်တော့ taste ပဲဖြစ်ပါတယ်စံနှုန်းမြင့်ပြီးတော့ဖန်တီးမှုတွေကိုကျွန်တော်တို့ကအကောင်းဆုံးရွေးချယ်နိုင်တဲ့ကျွန်တော်တို့ရဲ့ taste အဲကြောင့်မို့လို့ taste ကတော်တော်လေးအရေးကြီးတယ်နံပါတ်1အချက်အနေနဲ့နံပါတ်3ချက် transfer လို့ခေါ်တဲ့လွှဲပြောင်းခြင်းပေါ့ okay AI ကကျွန်တော်တို့ training plan တွေဆွဲပြီးရအများကြီးပဲကျွန်တော်တို့ marketing plan strategy ဘာမှမလုပ်ဘူးအကောင့်တွေလည်းမဖော်ဘူးအလကားပါပဲအဲ့တော့ကျွန်တော်တို့ transfer မလုပ်ဘူးဆိုရင်အဓိပ္ပာယ်မရှိဘူး AI တခုကအလုပ်ဖြစ်ဖို့အတွက်ဆိုတာလက်တွေ့ဘဝမှာကျွန်တော်ကျင့်သုံးမှရပါတယ်အဲကြောင့်မလို့ information overload ဖြစ်နေတဲ့လူတွေလည်းအများကြီးပဲ AI ကိုဒါသုံးနေတယ်ပေါ့နော်နောက်ဆုံး AI ကဘလောက်ပဲတော် AI ကြောင့်မလို့ knowledge တွေအများကြီးသိလာတယ်ဒါပေမဲ့အဲ့ဟာတွေအကုန်လုံးကဘာလဲဆိုရင်အုံနောက်ထဲမှာ entertainment တစ်ခုအနေနဲ့ knowledge entertainment တစ်ခုပဲကျွန်တော်တို့ကဖြစ်မှာတန်မိုးရှိတဲ့အရာတွေကိုဘာမှမလုပ်ဘူးဆိုရင်တော့ transfer လုပ်လို့မရဘူးပေါ့နော်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်နောက်ဆုံးထီတစ်လုံးက transform ပြောင်းလဲမှုတစ်ခုပေါ့ AI ကိုသုံးတဲ့အချိန်မှာကျွန်တော်တို့ကဘာလဲဆို AI ကြောင့်မို့လို့ကျွန်တော်တို့ကပိုမြန်လာတယ်ပိုပြီးတော့အလုပ်တွေတွင်လာတယ်အကုန်လုံးကဘာနဲ့တူတယ်ဆိုရင်တော့ 1.1 1.2 အမြောက်တစ်စနှစ်စဒါလောက်ပဲကျွန်တော်တို့စဉ်းစားကြတာပေါ့နော်တကယ် AI လုံးလိုက်လို့မြန်သွားတာနောက်တစ်ခုကဘာလဲဆို AI လုံးနဲ့လုံးလိုက်လို့ကျွန်တော်နောက်တစ်ခါဘာမှကိုလုံးစရာမလိုတော့ဘူးအလုပ်ကခဏပြီးနေဘာကွာွားတာလဲဆို AI နဲ့စနစ်တစ်ခုတည်ဆောက်ပြီးတော့ထာဝရထက်ခါလုံးလို့ရတာဖြစ်သွားတယ်ဒါကိုကျွန်တော်နားလည်အောင်ကျွန်တော်ဥပမာတစ်ခုပေးမယ်ကျွန်တော်က content writer တယောက်ဗျာကျွန်တော်ရဲ့ business အတွက်ကျွန်တော် content အမြဲတမ်းရေးတယ်
content ရေးတိုင်းမှာကျွန်တော်ကဘာဖြစ်လဲဆိုရင်စကားနဲ့လည်းပြောထားတယ် AI ကရေးပေးတဲ့ဟာတွေကိုလည်းကျွန်တော်ကဘာလုပ်လဲဆိုရင်မှတ်ထားတယ်မှတ်တဲ့ချိန်မှာလည်းကျွန်တော်တို့ AI ကိုရေးပေးတဲ့ဟာတွေကိုလည်းကျွန်တော်ပြန်ပြီးတော့သုံးသပ်ခိုင်းပြီးတော့ framework တစ်ခုထုတ်ခိုင်းတယ်ပြီးသွားရင်လည်းနောက်လူတွေသင်ပေးလို့ရအောင် checklist ကျွန်တော်ပြန်လုပ်တယ် checklist လုပ်ပြီးွားလို့တောင်မှပြီးွားတဲ့အချိန်မှာကျွန်တော် training plan တစ်ခုကိုကျွန်တော်ဆွဲခိုင်းတယ်ဒီ training plan ဆွဲပြီးွားတဲ့အချိန်မှာလူတိုင်းဒီရဲ့ training ကိုကြည့်လိုက်တာနဲ့ဒီ live လုပ်လိုက်တာနဲ့တော်တဲ့ content writer တယောက်ဖြစ်လာတယ်နောက်ဆုံးဒီမှာတွေမပြီးသေးဘူးဒီလို content လုပ်နိုင်တဲ့စနစ်တစ်ခုကိုကျွန်တော် website နဲ့ဖန်တီးပြီးတော့တခြားလူတွေလည်းသုံးလို့ရအောင်ကျွန်တော်စနစ်တစ်ခုတောင်ပြန်ရောင်းလို့ရတယ်အဲ့တော့ပြန်စဉ်းစားကြည့်ကျွန်တော်အရှိရပြောခဲ့တဲ့ agency လို့ခေါ်တဲ့ကျွန်တော်လှုပ်ချင်တဲ့ဟာတစ်ခုလေးတည်းပြောလိုက်ဒီစနစ်ထဲကိုပြောလိုက်တာနဲ့ AI ကအစအဆုံးလှုပ်ပေးနိုင်သွားတယ်ပြီးရင်လည်းဒီစနစ်နဲ့ပတ်စံရှာလို့ရတယ်ဘာကွာဝါလဲ AI က 1.1 1.2 မဟုတ် AI က10စအစ20အစ30ကျွန်တော်ဖြစ်နေတယ်အဲ့ဒါကို transform လို့ခေါ်တယ် AI နဲ့အပြောင်းလဲလုပ်လို့ရတယ် AI နဲ့ပိုကောင်းအောင်မဟုတ်အပြောင်းလဲလုံးဝတက်စင်တန်ဖိုးအပြောင်းလဲတစ်ခုကိုကျွန်တော်လုပ်လို့ရတယ်ဒါကဘာလဲဆို AI ကိုလုပ်တဲ့အချိန်မှာဒီ40နဲ့ကျွန်တော်လုပ်လို့ရတယ်အဲ့တော့ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အလုပ်ကိုဘလို့ဆရာကြလုပ်နိုင်တဲ့ပုံမှာမူတည်ပြီးတော့ AI ကအများကြီးအဖြေပြောင်းလဲသွားမှာဖြစ်ပါတယ်အဲကြောင့်မလို့ AI ရဲ့ကြေးကျွန်ဖြစ်မလား AI ကိုလူဘိန်းသုံးမလား AI နဲ့ဘဝတွေကိုပြောင်းလဲမလား AI နဲ့လူတွေအများကြီးကိုကူညီနိုင်မလား AI နဲ့ပတ်စံအများကြီးရှာနိုင်မလားဆိုတာတော့ AI ကိုဒီ40နဲ့ချိန်ပြီးတော့သုံးနိုင်မယ်ဆိုရင်တော့အများကြီးပြောင်းလဲမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်